စဉ်ကဒီနေ့ဒီညပတ်တန်လေးကိုတစ်စင်ပြောပြပေးမယ်သူကတော့ဂုတ်ပြောင်းအင်ကြီးလေးပေါ့နော်တစ်စင်တို့ကဂုတ်ပြောင်းအင်ကြီးဆိုရင်ဒီတစ်စင်တို့ဂုတ်ကိုပေါ့နော်ဒီ level ကိုတစ်စင်တို့တောက်များ3ပေးတတ်မှသူကရှစ်ချက်ကလေးရမှာအဲ့တော့တစ်စင်ကဒီမှာအနောက်ရှမ်းလေးကိုပုံစံဆွဲပေးမယ်တစ်စင်ကဒီဟာကို3လက်မလေးရှာလိုက်မယ်နော်ကိုကြိုက်သလိုရှာလို့ရတယ်ဒီမှာ3လက်မဒီနားလေးပဲထားလိုက်ပါတော့အဲ့တော့တစ်စင်တို့ကဒီမှာရင်းဖြောင်းလေးဆွဲလိုက်မယ်ဒီဖြောင်းလေးဆွဲလို့ရှိရင်တစ်စင်တို့ကုတ်ပြောင်းဆိုလို့ရှိရင်တစ်စင်တို့ကဂျိုင်းဝင်ပေးမယ်နော်ဂျိုင်းတစ်စင်ကတစ်လက်မဝင်ပေးမယ်ဒီဂျိုင်းတစ်လက်မကြောင့်သူကကျတော့ဒီပခုံးပေါ်တက်လေးပခုံးအထက်ထဲဝင်နေပေါ့နော်တစ်စင်ပခုံးအထက်ထဲဝင်နေပြီးလို့ရှိရင်တစ်စင်တို့ကဒီကိုကဒီပခုံးအထက်အများကြီးဝင်နိုင်ကြဘူးလို့ဆိုရင်တစ်စင်တို့ကဒီပခုံးရှက်ရုံပဲဆိုရင်ရိုးလက်ဖောင်းနဲ့တော်လို့ရတယ်နော်ဒါဆိုရင်တစ်စင်တို့ကဒီနားလေးရသွားပြီပြီးလို့ရှိရင်တစ်စင်တို့လေဘင်းကိုတောက်လန်းထုံမယ်လေးစိတ်လေးလန်းထုံပေးမယ်ဒီမှာဒီစင်တို့ကအနောက်ရှမ်းမှာအနောက်ရှမ်းမှာရင်သားမရှိတော့ဒီတိုင်းလုံးသွားထုတ်လို့မရအောင်လုံးသွားထုတ်လို့ရှိရင်ဒီစင်တို့ဒီနားရဖောင်းဖြစ်သွားလိမ့်မယ်အဲ့တော့ဒီစင်တို့ကတောက်ကိုဖြည့်လိုက်မယ်နော်ဒီတိုင်းလေးရသွားမယ်အဲ့တော့ဒီစင်တို့ဒီတစ်ခုလုံးညှက်ရှာမယ်ကိုကဒါကိုတိတ်ကက်ရှင်ဖြတ်ထုတ်လို့ရှိရင်ဒီစင်တို့ကဒီဘက်က P1 ဒီဘက်က P2 ပေါ့နော်ပြီးလို့ရှိရင်ဒီစင်တို့ကဒီအနောက်ရှမ်းကိုသူကစစ်နဲ့ရှုံထားဖြစ်တဲ့အတွက်စစ်စားမယ်ဒီမှာကုတ်ပြောက်ကိုစစ်စားတဲ့အခါမှာတစင်တို့ကပုံမှန်အတိုင်းချွန်ရင်သွားစားလို့မရဘူးချွန်ရင်သွားစားရင်တစင်တို့အနောက်ရှမ်းနေပါဟိုက်မှာကြောက်လို့နော်တစင်ကဒီအပွားနေလေးစိတ်တစ်ခါတည်းဖြတ်စားလိုက်တယ်အဲ့တော့မှတစင်တို့ကဒီအရှိကနေပြီးတော့တလမလေးစိတ်အပြားလေးခံပြီးတော့စစ်တက်စားလေးရှင်နော်ဒါဆိုတစင်တို့အနောက်ရှမ်းပြီးသွားပြီပြီးရင်တစင်တို့ကအရှိချမ်းသွားမယ်အရှိချမ်းမှာလည်းတစင်တို့ကအနောက်အရှိချမ်းမှာကိုကဘယ်လောက်ရှာချင်လဲတစင်ကတော့ဒီပုံကိုတစင်က6လက်မလောက်ရှာပြီးသားမယ်ကိုကအရန်ဟိုက်တာမကြိုက်လို့ဆိုလို့ရှိရင်9လက်မခွဲလောက်ရှာလို့ရနော်9လက်မခွဲရတော့အနည်းဆုံးတော့ရှာပေးအဲ့တော့ဒီမှာတစင်ကတန်လေးပဲဆွဲလိုက်မယ်နော်တန်လေးပဲဆွဲမယ်ပြီးလို့ရှိရင်တစင်တို့ကဒီအနောက်မှာဂျိုင်းကိုတလက်မဝင်ထားတလက်မဝင်ပြီးမဝင်ထားရင်တစင်တို့ကလေးစိတ်ပဲဝင်နေဆိုလေးစိတ်ပဲဝင်ပြီးနော်ပခုံးရှိတ်မယ်ဆိုရင်တစင်တို့လေးစိတ်ပဲဝင်ပြီးနော်တောက်ဆောင်ရမယ်နော်ပြီးလို့ရှိရင်တစင်တို့ကဒီမှာတောက်ထိုးပေးမယ်တောက်ထိုးတဲ့အခါမှာဟိုဘက်လေးစိတ်ဒီဘက်လေးစိတ်တလမစာလေးတောက်ထိုးပေးမယ်နော်အဲ့ဒါကိုတစင်တို့ကဒီအရှိချောင်းကိုတစင်တို့ညှက်ရှာမယ်ညှက်ရှာပြီးလို့ရှိရင်ဒီဘက်ကတစင်တို့ကရင်ပင်တောက်လေးထိုးပေးမယ်ရင်ပင်တောက်လေးစိတ်ရင်သားကြီးတဲ့လူကတော့6စိတ်လေးထိုးပေးနော်ဒါဆိုတစင်တို့ရသွားပြီအဲ့တော့ F1 F2 ဒီဘက်ကတစင်တို့အပူးလေးဖြစ်မှာပေါ့ဒါဆိုဒီညစ်ပတန်လေးကရသွားပြီနော်ဒါဆိုရမယ်နော်ကိုပြောက်အညီကိုတေချာလေးတင်ယူခြင်းနဲ့ဒီတောင်းဒီပိုင်းကိုလည်းတေချာလေးအသေးစိတ်လေးတင်ယူခြင်းနဲ့တစင်ညစ်ပတန်ကြိုက်တယ်တစင်ချုပ်ပြတာကိုတင်ယူခြင်းနဲ့ဆိုရင်တစင်ကကုတ်ပြောက်ဒီနက်ကလပ်ကိုတစင်ဖွင့်မိထားတယ်အထူးကြီး1000ခွဲလေးနဲ့ကိုတစင်ပေးထားတယ်မြင်သွားကြိုက်မှာ